Hello breaking news refugee တွေနဲ့ပတ်သက်ပြီးတော့သတင်းကောင်းလေးတစ်ခုပြောပြမယ်နော်အဲ့ဒါပါလဲဆိုတော့ဒီတရားသူကြီးက Trump အစိုးရကို refugee 12000လက်ခံဖို့အမိန့်ထုတ်တယ် Trump အစိုးရက Trump administration ကပြောလဲဆိုတော့160လောက်ပဲယူမယ်လို့ပြောတယ်ဒါပေမဲ့အဲ့ဒါကိုတရားသူကြီးကလက်မခံဘဲနဲ့အနည်းဆုံး12000လက်ခံရမယ်လို့ချက်ချင်းအမိန့်ထုတ်လိုက်တယ်အဲ့ဒါအမြန်ဆုံး start လုပ်ပါအမြန်ဆုံးစပါလို့ပြောတယ်ဆိုတော့ဒီ Monday May 12ရက်နေ့မှာချက်ချင်းစဖို့ပြောတယ်အဲ့ဒီကနေဘလောက်ဘာတွေလုပ်ပဲလဲဘာတွေလုပ်ပြီးလဲဆိုတာအစိုးရကိုsorry တရားရုံးကိုတင်ပြရမယ်ပေါ့နော်ဒီတစ်ပတ်မှာဘာလုပ်ပြီလဲနောက်တစ်ပတ်မှာဘာလုပ်မလဲဆိုတာကိုရဲ့လုပ်ပုံကိုင်ပုံတွေကိုတရားရုံးကိုတင်ပြရမှာဖြစ်ပါတယ်ဆိုတော့တကယ်သတင်းကောင်းပေါ့နော်ဒါပေမဲ့ထမတော့လောဆယ်တော့ဒါမပြောသေးဘူးဒီတရားရုံးကအမိန့်ကိုမနာခံတော့စင်ပြေဘူးပေါ့နော်ဒါပေမဲ့သူမနာခံလို့လည်းမရတော့လေဆိုတော့တကယ်သတင်းကောင်းပဲဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီ12000ထဲမှာဘယ်သူပါမလဲဆိုတော့ဦးစားပေးခံရတဲ့သူတွေထဲမှာဒီထွက်မတိုင်ခင်ပေါ့နော်တချို့တွေလာဖို့အစီအစဉ်ရှိပြီးတော့လေရင်ကင်ဆာခံရတဲ့သူတွေပေါ့နော်အဲ့လူမျိုးတွေကိုပိုတော့ဦးစားပေးမယ်လို့ကျွန်မထင်တယ်ဆိုတော့ကိုကမလေးရှားမှာနေတယ်ဒါမှမဟုတ်ရင်ထိုင်းမှာနေတယ်ထိုင်းမှာနေပြီးတော့အမှလေရင်ကင်ဆာတဲ့သူတွေထဲမှာပါမယ်ဆိုရင်ဒီခုတလောမှာတေချာရုံးဖုန်းတွေကိုတေချာ use site ပါပြီးတော့ email တွေ check ပါရုံးကဘာပြောလဲပေါ့နော်ရုံးကဖုန်းခေါ်လားမခေါ်လားပေါ့နော်ကိုယ့်ရဲ့ case တွေကိုတေချာစုံစမ်းပါပေါ့နော်ဘယ်ထိရောက်ပြီလဲပေါ့နော်ပြီးတော့ OPE သမားတွေလာဝကတွေပေါ့နော် welcome cup တွေလဲrefugee နဲ့ refugee အကုန်ပေါ့နော်ဒီကို case ကပဲချိန်ရောက်ပြီလဲဆိုတော့ကိုတချို့ကကျတော့နီးတဲ့လူတွေပေါ့နော်ဒီ interview တွေဖြေပြီးတာတော့ဘာတော့နည်းနည်းနီးတဲ့သူတွေပေါ့နော် chance ပုံများမယ်ဆိုတော့case ရှိပြီးသားဆိုဒီ UN ရုံးတွေနဲ့ case ရှိပြီးသားသူတွေလည်းကို case ကိုတေချာ use site ပါအခုချိန်မှာပေါ့နော်နိုင်ငံရေးတွေတိတ်မကောင်းတဲ့ချိန်မှာကိုရဲ့ဒီ UN တွေကိုတေချာ use site ဖို့လိုတယ်ဖုန်းနံပါတ်တွေဘာတွေမရတဲ့သူတွေဖုန်းနံပါတ်တွေပေးပါပေါ့နော်ဆိုတော့နောက်ဆိုရင်ဒီ12000ထက်ပိုပြီးတော့အရေးတော့ပိုခံမယ်လို့ကျွန်မယုံကြည်တယ်လောဆယ်တော့အခြေအနေကောင်းတယ်ဒီတရားသူကြီးကအမြန်ဆုံးပြန်လဲစာပြုဖို့လုပ်တယ်ဆိုတော့တကယ်သတင်းကောင်းပဲပေါ့နော်ဆိုတော့ဒီဗီဒီယိုလဲ share ပါဘာလို့လဲဆိုတော့တချို့တွေကဒီတေချာယူမဆိုင်ခဲ့ဘူးဆိုရင်လေဒီဗီဒီယိုတွေမကြည့်ဘဲနဲ့ဒီလိုပဲနေမယ်ဆိုရင်လေဒီရုံးနေရဖုန်းခေါ်လို့ကိုကယူမဆိုင်မြင်လဲကိုမပါဘူးလေဆိုတော့ဒီရုံးကအလုပ်သမားတို့လည်းသူက first come first serve ပေါ့နော်ဆိုတော့အမြန်ဆုံးစုံစမ်းတဲ့သူတွေကို case ကိုယူဆိုင်တဲ့သူတွေတို့ဦးစားပေးမှာပဲလေဖုန်းခေါ်လို့လည်းမရဆိုရင်တော့အဲ့လောက်သွားချင်တဲ့လူထောင်ပေါင်းများစွာထဲမှာပေါ့နော်ကို case ကသူတို့ဦးစားပေးဖို့လည်းခက်မယ်အဲ့ဒါကြောင့်ကို case ကိုပဲဦးစားပေးဖို့လိုတယ်ယူဆိုင်ဖို့လိုတယ်ပြီးတော့ဒါသတင်းမှန်ဖြစ်တဲ့အတွက်ကျွန်မကြေညာရခြင်းဖြစ်တယ်သတင်းမမှန်ဆိုရင်တော့ကျွန်မမကြေညာဘူးပေါ့နော်ဆိုတော့တချို့page တချို့ကလည်းသတင်းမမှန်တဲ့ဟာလိုက်လွှင့်နေရှိတယ်ပေါ့နော်ဒါဟာလည်းကျွန်မတိကျစုံစမ်းပြီးမှပြောရခြင်းဖြစ်တယ်ဆိုတော့ကျွန်မ update ပြန်လုပ်တာပါเนาะကျေးဇူးအများကြီးတင်ပါတယ် okay ဒီနောက်ဆိုရင်ကျွန်မ update ပြန်လုပ်မယ်ပေါ့နော်သတင်းထူးရှင်ဆိုတော့ follow မလုပ်သေးရင်ကျွန်မ page ကို follow လုပ်ထားကြပါเนาะ okay ကျေးဇူးပါပဲเนาะသူများတွေသိအောင်လဲ share ပေးကြเนาะ okay bye bye